ကြာသပတေးသားသမီးမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2025ခုဒီဇင်ဘာလအတွက်တလသာကံကြမ္မာကိုဟောကြားပေးမှာဖြစ်ပါတယ်ဒီကာလမှာကိုယ်ပိုင်ဉာဏ်နဲ့ကြီးပွားမယ်အရည်အချင်းတွေပြသနိုင်မယ်ကံကောင်းခြင်းတွေဖြစ်ပေါ်လာပါလိမ့်မယ်မိတ်ကောင်းဆွေကောင်းတွေလည်းတွေ့ရတတ်ပါတယ်နည်းနည်းသတိပြုရမှာကစီးပွားရေးမှာတက်တော့မလို့နဲ့ဖျားရှုသွားတာမျိုးတွေကြုံရတတ်ပါတယ်။တင့်ထက်မြင့်သူနှိမ့်သူအထက်လူကြီးအောက်လက်ငယ်သားစတာတွေကဒုက္ခပေးလာတာမျိုးတွေကြုံတွေ့ရတတ်တဲ့ကာလဖြစ်ပါတယ်။မိမိနဲ့အင်မတန်ခင်မင်ရင်းနှီးသူတွေနဲ့လမ်းခွဲရတတ်ပါတယ်။လက်ရှိအလုပ်နေရာစတာတွေကနေပြောင်းရွှေ့လိုစိတ်ပေါ်နေတတ်ပါတယ်။ပြောင်းရင်တော့ပိုပြီးဆိုးသွားတတ်ပါတယ်ခင်ဗျာ။အစာမားတာဆေးမားတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်အမှုမဖြစ်အောင်နေရမယ့်ကာလဖြစ်ပါတယ်ဖြစ်လို့ရှိရင်တော့အင်မတန်ကြာတတ်ပါတယ်ငွေနဲ့လိုက်ရင်တော့အမှုပါရှုံးသွားတတ်ပါတယ်ခင်ဗျာကိုယ့်ရဲ့ပစ္စည်းတွေကိုဘယ်သူ့ကိုမှမငှားသင့်ပါဘူးငှားတာနဲ့ဆုံးသွားတတ်ပါတယ်ဒီကာလမှာကိုယ့်ရဲ့နာမည်ကုန်သတင်းတိုးတက်တာလူမျိုးကြားမဆတာမျိုးတွေကြုံရပါလိမ့်မယ်ที่ဖနက်ဖောင်တိန်စတာမျိုးတွေဝင်လာတတ်ပါတယ်ခရီးသွားတာမျိုးရှိပါလိမ့်မယ်အဖို့ခရီးမျိုးတွေလည်းသွားတတ်ပါတယ်ခင်ဗျာသွားနဲ့ပတ်သက်ပြီးတော့ဒုက္ခပေးတတ်ပါတယ်မိမိရဲ့အိမ်အောင်ဘက်ကျမ်းမာရေးညံ့တတ်တဲ့ကာလဖြစ်ပါတယ်ပညာတစ်ခုခုသင်ရတာတင်နန်းတက်ရတာဒါမျိုးတွေလည်းကြုံတွေ့ရတတ်ပါတယ်မိမတယောက်လည်းမိမိအိမ်ကိုရောက်ရှိလာတတ်ပါတယ်။မြေအမွေကိစ္စများအဆင်ပြေအောင်မြင်ပါလိမ့်မယ်။ရှင်ဒီဝလိဖျားပုံတော်စတာတွေလည်းဝင်ရောက်လာတတ်ပါတယ်။ဆေးရုံဆေးကန်းရောက်ပြီးတော့မှကျန်းမာရေးအတွက်ကုသရတာမျိုးတွေကြုံတွေ့ရတတ်တဲ့ကာလဖြစ်ပါတယ်။အင်္ဂါချိုယွင်းသူစကားထက်သူမိမိအိမ်နားမှာရှိနေတတ်ပါတယ်။ငွေပြောက်ခြင်းကျွေးတင်ခြင်းခြေထောက်နာခြင်းစတာမျိုးတွေကြုံတွေ့ရတတ်တဲ့ကာလဖြစ်ပါတယ်အလှကိစ္စမင်္ဂလာကိစ္စတွေစီစဉ်ထားရင်တော့ရည်ရွယ်ပြီးမှလုပ်ဖြစ်တတ်ပါတယ်ခင်ဗျာမိမိကိုယ်တိုင်လည်းလက်ရှိအလုပ်ကနေပြီးတော့မှထွက်ချင်းစိတ်ပေါ်နေတတ်ပါတယ်အထက်လူကြီးကြောင့်စိတ်ညစ်ရတတ်တဲ့ကာလဖြစ်ပါတယ်အိမ်တွင်အိမ်အောင်ရေးမှာတော့တယောက်တစ်ပေါက်ဆိုသလိုဖြစ်နေတတ်ပါတယ်အိမ်အောင်ရေးညံ့ပါတယ်ခင်ဗျာကံကောင်းစေတဲ့အရောင်ကတော့အဝါရောင်ရွှေရောင်ဖြစ်ပါတယ်ကံကောင်းစေတဲ့ကဏ္ဍကတော့ငါးကဏ္ဍခွန်ကဏ္ဍဖြစ်ပါတယ်ကံစတာညံ့ခိုက်တွေပြီးပြောက်ပြီးကောင်းကျိုးချမ်းသာတွေရရှိလာစေဖို့အတွက်ကြာသပတေးနေ့မနေ့စောစောမှာအိမ်ဖျားမှာပေါင်မွန်ထောပတ်တုပ်တရားမဖြူရငါးချက်ကတ်လုပ်ပြီးတော့ဆုတောင်းရပါတယ်ခင်ဗျာ